အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဒီ Photoshop မှာမြန်မာစာလက်ကွက်ဒီရိုက်တဲ့ဒီစနစ်လေးတွေအကြောင်းကိုကျွန်တော်တို့မျှဝေပေးချင်ပါတယ်Photoshop မှာဆိုတော့ကျွန်တော်တို့များသောအားဖြင့်ကတော့ကျွန်တော်တို့ဒီ1 pound အမျိုးအစားတွေကိုသုံးဆွဲပြီးတော့မှကျွန်တော်တို့ design တွေရေးဆွဲတဲ့အခါမှာ1 pound တွေသုံးပြီးတော့ကျွန်တော်တို့တော်တော်များများကိုစာရေးလုပ်ကြပါတယ်ကျွန်တော်တို့ဒီပြည်ထောင်စုဖောင်းရေကျွန်တော်တို့1 pound ရေဆိုပြီးတော့ကျွန်တော်တို့စာရေးတဲ့အခါမှာမြန်မာစာရေးတဲ့အခါမှာဒီအုပ်စုနှစ်စုရှိပါတယ်ပြည်တော်စုဖောင်းကတော့မြန်မာ Unicode ဖောင်းပေါ့နော်ကျွန်တော်တို့ရုံးသုံးတဲ့စာတွေပေါ့နော်ကျွန်တော်တို့စာလုံးအဝိုင်းတွေပေါ့နော်ရုံးသုံးစာရေးလုပ်တဲ့ခါဒီမှာကျွန်တော်တို့ကပြည်တော်စုဖောင်းကိုအသုံးပြုပါတယ်ကျွန်တော်တို့ design တွေရေးဆွဲတဲ့ခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ1 pound အုပ်စုမျိုးစာကိုသုံးပါတယ်1 pound ကကြတော့ကျွန်တော်တို့လိုချင်တဲ့ design ပုံစံလေးတွေစလုံးလှလေးတွေကိုကျွန်တော်တို့မျိုးပြောင်းလဲပြီးတော့မှကျွန်တော်တို့ကရေးဆွဲလို့ရိုက်လို့ရပါတယ်1 pound ကတော့ကျွန်တော်တို့စလုံးအလှတွေဖောင်းအလှတွေကိုကျွန်တော်တို့ရေးချယ်စရာတွေအများကြီးရှိတဲ့အတွက်ကျွန်တော်တို့ဒီ design တွေထိုင်တဲ့အခါမှာ1 pound ကိုသုံးဆွဲပြီးတော့ design ထိုင်ကြတာများပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ပြည်ထောင်စုဖောင်းကိုအရင်ဆုံးကျွန်တော်တို့မိတ်ဆက်ပေးပါမယ်ဒီရှင်းပြပေးပါမယ်ပြည်ထောင်စုဖောင်းကိုဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလက်ကွက်တွေစလေ့ကျင့်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်လေ့ကျင့်လို့ရတဲ့နေရာတွေရှိပါတယ်အဲ့တော့ဒီ Quizo မြန်မာဒီကနေပါလုပ်ထားတဲ့ Quizo Typing Tutor ပေါ့နော် software ပေါ့ကျွန်တော်တို့ဒီ base software လေးလဲဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့ Quizo Typing Tutor ပေါ့နော်ကျွန်တော်တို့ခုမြင်ရတဲ့ဒီ Quizo မြန်မာပေါ့နော် Quizo system ပေါ့ဒီ Quizo Typing Tutor ကနေပြီးတော့လည်းပဲကျွန်တော်တို့ဒီပြည်ထောင်စုဖောင်းတွေကိုဒီလေ့ကျင့်ပြီးတော့မှရိုက်လို့ရပါတယ်အခန်းစုစုပေါင်း56ခန်းရှိတယ်ကျွန်တော်တို့ကအခန်းဒီ lesson 1ကနေစပြီးတော့မှဒီပုံမှန်တိုင်းကျွန်တော်တို့သူ့ရဲ့လက်ကွက်လေးတွေပြထားတဲ့အတိုင်းပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာမမဝဝဆိုလို့ရှိရင် R ပေါ့နော်မစသည်အဖြစ်ပေါ့နော်ဒီမှာ space bar ဆိုရှင် space bar စသည်အဖြစ်သူပြောတဲ့အတိုင်းပဲကျွန်တော်တို့အင်္ဂလိပ် typing နေကျင့်တဲ့အတိုင်းပဲကျွန်တော်တို့ကဒီ lesson တစ်ခုပြီးတစ်ခုလေ့ကျင့်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြည်ထောင်စုဖောင်းကိုအလွယ်တကူဒီရိုက်လို့ရပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဘေးထဲမှာရှိလဲဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာ typing tutor ပေါ့နော် website ပေါ့မကြသေးခင်မှာဒီပြီးခဲ့တဲ့နှစ်ကမှကျွန်တော်တို့ဒီစပြီးတော့မှဒီ website မှာတင်ထားတာဖြစ်တဲ့ဒီ website ထဲဝင်ပြီးတော့မှလေ့ကျင့်လို့ရတယ်ပေါ့နော်စောစောအလိုမျိုး application ကိုဒီစက်မှာ install လုပ်ဆရာမလိုဘူးကျွန်တော်တို့ Google ကနေရှာပြီးတော့မှဒီမြန်မာ typing tutor လို့ရိုက်ရင်ရိုက်ဒါမှမဟုတ်ရှင်လည်းပဲကျွန်တော်တို့www.myantai.com ပေါ့နော်ဒီလိုလေးရိုက်ပြီးရှာနေရပါတယ်ဒီလိုမျိုးဝင်ရှာပြီးတော့မှကျွန်တော်တို့ကသူ့မှာလည်းပဲဘာတွေပါလဲဆိုလို့ရှိရင် lesson file တွေလည်းပါတယ် lesson file တွေဆိုလို့ရှိရင်လည်းပဲသူ့ရဲ့ဒီစလုံးပေါင်းနဲ့ပုံစံတွေကနေစနေပြီးတော့မှကျွန်တော်တို့စာပိုက်တွေရိုက်တဲ့အဆင့်ထိအောင်ပေါ့နော်ပါပါတယ်နောက်တစ်ခုကဒီသူ့မှာလည်းပဲဒီလိုရိုက်မယ်ဆိုလို့ရှိရင် beginner level intermediate ရယ် advanced ရယ်ဆိုပြီးတော့ရှိတယ် level 3ခုကိုဖြတ်ကျော်ပြီးတော့ရိုက်ရတယ်နောက်ဆုံးကတော့ဒီ practice လုပ်တဲ့ဟာပေါ့နော်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ speed test ကဘယ်လောက်ရှိလဲဆိုတာမျိုးတွေစမ်းလို့လည်းရပါတယ်speed test မှာဆိုလို့ရှိရင်လည်းပဲ1မိနစ်3မိနစ်5မိနစ်စသည်အပြင်ကျွန်တော်တို့ဝင်ပြီးတော့မှလေ့ကျင့်ပြီးတော့မှစာရေးလုပ်ကြည့်လို့ရပါတယ်ဒါကပြည်ထောင်စုဖောင်းပေါ့နော်ပြည်ထောင်စုဖောင်းကိုဆိုလို့ရှိရင်စောစောပြောတဲ့ဒီ Quizo မြန်မာ Quizo Typing Tutor နဲ့ဒီမြန်တိုက်တော့ကွင်းကနေစပြီးတော့မှသွားရောက်ဝင်ရောက်ပြီးလေ့ကျင့်ပြီးတော့မှကျွန်တော်တို့ကလေ့ကျင့်လို့ရတယ်အဲ့တော့ဒီ software ဒီပြည်ထောင်စုဖောင်းဒီကိုကျွန်တော်တို့က setting မှာသုံးတော့မယ်ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ကဖောင်းနေ install လုပ်ဖို့လိုတယ်ပေါ့နော် download ဆွဲတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာမြန်မာ computer federation ပေါ့ဒီ website ကနေပြီးတော့မှတင်ထားတဲ့ဒီပြည်ထောင်စုဖောင်းတွေကိုကျွန်တော်တို့အစင်တင် download ဆွဲပြီးတော့လုပ်လို့ရတယ်ဒီမှာပထမဦးဆုံးဆိုရင် download all in one ဆိုပြီးတော့ဒီ zip file ကို down ပြီးတော့မှ install လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ file ကျွန်တော်တို့ရဲ့ set ထဲမှာ install လုပ်ပြီးတော့မှဒီပြည်ထောင်စုဖောင်းကိုစာရိုက်လို့ရပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်မြန်မာ computer federation ဒီ website ကိုဝင်ပြီးတော့ကျွန်တော်တို့ကဒီပြည်ထောင်စုဖောင်းကို download ရပါတယ်နောက်ထပ်ဒီ1 pound နေဆိုလို့ရှိရင်တော့1 pound ကိုကျွန်တော်တို့ကဒီ software ပေါ့နော်1 pound ဒီရှိတဲ့ဖောင်းတွေကိုကျွန်တော်တို့ကရှားမှာပေါ့နော်ဖောင်းတွေရှာပြီးတော့မှဒီထည့်ရမှာပေါ့1 pound မှာဆိုလို့ရှိရင်လည်း W01 ကနေစပြီးတော့မှဒီမှာတော်တော်များများရှိပါတယ်သူရဲ့ဒီ80ကျော်လောက်ထိဒီဟာရှိပါဘူးเนาะဒီ1 pound တွေကိုလည်းပဲကျွန်တော်တို့ကယူပြီးတော့ down ပေါ့ down ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ install လုပ်လိုက်တဲ့နဲ့ကျွန်တော်တို့ set ထဲမှာ1 pound က install လုပ်ပြီးသားဖြစ်မှာပါเนาะအဲ့တော့
တချို့တော်တော်များများ package လိုက်ဒီဖောက်နေအုပ်စုလိုက်ဒီကိုဒီတချို့ free ပေးတဲ့ website တွေကနေပြီးတော့မှဒီဖောက်မြန်မာဖောက်တွေကို download ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ1ဖောက်ငါကြတော့ကျွန်တော်တို့ကဒီပြည်ထောင်စုဖောက်နေရတချို့နေရာတွေမှာပြောင်းပြန်ရိုက်တဲ့ပုံစံမျိုးတွေတွားတယ်ပေါ့နော်1ဖောက် keyboard တွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ပြည်ထောင်စုဖောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖောက်စလုံးတစ်လုံးရိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့လက်ရေးပုံစံအတိုင်းပဲကျွန်တော်တို့စလုံးပေါင်းတဲ့အတိုင်းပဲကျွန်တော်တို့ကရိုက်ရတယ်ပေါ့နော်စလုံးပေါင်းတဲ့အတိုင်းပဲရိုက်လို့ရတယ်စလုံးပေါင်းပြီးတော့မှရိုက်တဲ့ပုံစံမျိုးနဲ့တွားတယ်1ဖောက်မှာကြတော့အဲ့လိုမဟုတ်တော့ဘူးကျွန်တော်တို့ကဒီပြောင်းပြန်ပုံစံမျိုးနဲ့တွားတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ order key တွေခံပြီးတော့မှရိုက်ရတဲ့စနစ်တွေရှိတယ်ပေါ့နော်ဒါလေးတွေရှိပါတယ်ကျွန်တော်တို့ဒီလိုပတ်စင်တွေစလုံးစင်တွေဆိုရင်တော့ကျွန်တော်တို့က Photoshop မှာဆိုတော့စလုံးစင်တွေကိုကျွန်တော်တို့ order key တွေခံပြီးတော့ရိုက်ဆရာမလိုပါဘူးကျွန်တော်တို့ရဲ့ဒီ clips ကနေယူပြီးတော့မှကျွန်တော်တို့တန်းပြီးရိုက်ထည့်သွင်းလို့ရတဲ့ဟာမျိုးတွေလည်းကျွန်တော်တို့ Photoshop မှာထည့်ထားပေးပါတယ်အဲ့တော့ဒီ1ဖောက်ရိုက်တဲ့နည်းစနစ်လေးကိုအကြံပြနေကျွန်တော်တို့ကမျှဝေပေးပါမယ်အဲ့တော့ကျွန်တော်တို့ရဲ့ set ထဲမှာတော့1ဖောက်ကို install လုပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကဒီ view အုပ်စုပေါ့နော်01ကနေစောစောပြောတဲ့80ကျော်လောက်ထိကျွန်တော်တို့ကြိုက်တဲ့ဖောက်တွေကိုရွေးချယ်ပြီးတော့မှကျွန်တော်တို့ကရိုက်လို့ရပါတယ်အဲ့တော့ဒီလိုမျိုးရရက်တွေရိုက်တော့မယ်ရရက်ဆိုရိုက်တော့မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကဥပမာမြန်မာနဲ့ဒီမှာဩဇာဆိုလို့ရှိရင်ရရက်ကမတူပါဘူးရရက်အသေးနဲ့ရရက်အကြီးပေါ့နော်ရရက်အကြီးအဲ့တော့သူ့ရဲ့ဒီ1ဖောက် keyboard မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်နားမှာရှိလဲဆိုရင်ဒီမှာ J ပေါ့နော် J နဲ့ M နဲ့မှာရှိပေါ့နော် M letter M ပေါ့နော် monkey ပေါ့ထားပါ M မှာရှိပါတယ်အဲ့တော့ဒီလက်ညှိုးကဒီမှာအလွယ်တကူမှတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ညှိုးက J မှာရှိတယ်နောက်ကိုဆိုလိုက်လို့ရှိရင်ကျွန်တော်တို့ M ကိုရောက်သွားတယ်အဲ့တော့သူတို့တွဲရပေါ့နော်အကြီးနဲ့အသေးနဲ့တွဲရရှိတယ်အဲ့လိုပဲကျွန်တော်တို့ကဒီရရက်မှာရရက်အပြတ်တွေရှိပါတယ်မျိုးတို့မြဲတို့စသည်အပြင်ပေါ့နော်မြန်တို့အဲ့လိုမျိုးစကလုံးတွေတိတိတင်ပါတာတွေလုံးကြီးတင်ပါတာတွေနောက်ပြက်ပါတာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကယာယီအပြက်တွေနဲ့ရိုက်ရပါတယ်ဂျိုဆိုပါဤဆိုနေမှာယာယီအပြက်တွေနဲ့ကျွန်တော်တို့ရတယ်အဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစောကဒီပြတ်ထားတဲ့ keyboard မှာဆိုလို့ရှိရင်သူတို့ယာယီအပြက်တွေကဒီမှာ N နဲ့ B နဲ့မှာရှိတယ်အဲ့သူ့ရဲ့ N နဲ့ B နဲ့မှာကသူ့ရဲ့သက်ဆိုင်ရာcharacter ရှိပြီးသားဖြစ်တယ်သူတို့ညနဲ့ဘာနဲ့ရှိအဲ့တော့ဒီမှာ shift key လေးနဲ့ N နဲ့နှိပ်လို့ရှိရင်ယာယီအပြက်အသေးပေါ့နော် shift key လေးနဲ့ B နဲ့နှိပ်လို့ရှိရင်ယာယီအပြက်အကြီးပေါ့ဒါလိုမျိုးနှိပ်ပြီးတော့မှရိုက်လို့ရပါတယ်အဲ့တော့နောက်တစ်ခုယာယီနှစ်မျိုးရှိပါသေးတယ်သူကဘာတွေလဲဆိုရှင်ဝတ်ဆွဲပေါ့နော်ယာယီဝတ်ဆွဲဝတ်ဆွဲကကြတော့ကျွန်တော်တို့ဘယ်လိုလဲဆိုတော့ဥမာမွေလိုမျိုးတို့နောက်တစ်ခုကကျွေလိုမျိုးပေါ့နော်ယာယီအသေးနဲ့အကြီးနဲ့ဆိုပြီးတော့ထပ်ပြီးတော့ခွဲထားသေးတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဒီမှာပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ယာယီဝတ်ဆွဲကကျွန်တော်တို့ကဒီမှာအသေးကကြတော့ဒီမှာသူ့ရဲ့လွယ်ကူအောင်မှတ်မယ်ဆိုလို့ရှိရင် K မှာ K ကနေဒီလိုနောက်ကိုဆုပ်လိုက်မယ်ဆိုရင်ရဝဆိုအကြီးပေါ့နော်ဒီဘက်က A ပေါ့ A နေရာနေမှာဒီဘက်ကိုသွားလိုက်လို့ရှိရင်ကျွန်တော်တို့ကဒီရဝဆိုအသေးပေါ့နော်ဒါပေမဲ့သူကပထမသူ့ရဲ့ key တွေရှိပါတယ်ရ plate တွေဂျန်တဲ့ဟာတွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘယ်လိုမျိုးကိုသုံးမလဲပေါ့နော်သုံးမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရဝဆွဲအသေးရယ်နောက်တစ်ခုကရဝဆွဲအကြီးရယ်ပေါ့နော်ဒါမျိုးလေးရှိတယ် shift နဲ့ခံပြီးတော့မှကျွန်တော်တို့ကတွဲပြီးတော့သုံးရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ဒါလေးတွေကိုလက်တွေ့ရိုက်ကြည့်မယ်ဆိုလို့ရှိရင်ဥပမာဒီမှာကျွန်တော်တို့က type 2ပေါ့နော် type 2တွေကနေပြီးတော့မှဒီမှာ T ကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပေါ်မှာရှိတဲ့ဖောက်မျိုးစာမှာကျွန်တော်စောစောပြောတဲ့ W01 အုပ်စုပေါ့နော်W01 အုပ်စုတွေမှာဆိုလို့ရှိရင်အများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ပထမဦးဆုံး W01 အဟောက်ဖောင်းနဲ့ကျွန်တော်တို့ကပထမဦးဆုံးရိုက်ထားပါမယ်ပြီးမှကျွန်တော်တို့ကြိုက်တဲ့1အုပ်စုနဲ့တူတဲ့ဖောင်းနေမျိုးစာတွေကိုကြိုက်တယ်လို့ကျွန်တော်တို့ကပြင်ပြီးတော့ပြောင်းပြီးလို့ရပါတယ်အဲ့တော့ဒီမှာဆိုတော့ကျွန်တော်တို့ဒီမှာကာဆာလေးချလိုက်တယ်ချလိုက်ပြီးတော့ကျွန်တော်တို့ကယာရက်ပေါ့နော်မြန်မာဆိုရှင်ဒီမှာ G ကိုရိုက်တယ်ပြီးလို့ရှိရင်မနတ်တမြန်ပေါ့မြန်မာပေါ့ဒီလိုမျိုးရိုက်လိုက်လို့ရပါတယ်နောက်ရရဲ့အကြီးဆိုလို့ရှိရင်တော့
စောစောက G နဲ့ G ကိုနောက်ဆက်လို့ရှိရင် shift နဲ့ M နဲ့ပေါ့နော် shift M ပေါ့ဒီလိုမျိုးလေးနှိပ်လိုက်လို့ရှိရင်သူကဒီရရဲ့အကြီးပေါ့နော်ရဲလို့ရပါတယ်ဥပမာဩဇာတိဆိုပါဇာကွယ်ဩဇာတိစသည်အဖြစ်ဒီလိုမျိုးလေးတွေရဲလိုက်လို့ရပါတယ်အဲ့တော့ရရဲ့အပြတ်တွေဆိုရှင်စောစောကပြောတဲ့ N နဲ့ B နဲ့ပေါ့နော် shift N ဆိုလို့ရှိရင်ရရဲ့အပြတ်ပေါ့ဒီမှာမြို့လိုမျိုးပေါ့နော်လုံးကြီးတင်တစ်ချောင်းငယ်ပေါ့တစ်ချောင်းငယ်ဆိုလို့ရှိရင် K ကရိုးရိုး K မဟုတ်တော့ပါဘူး 8K သူကချောင်းငယ်အရှိပေါ့နော်လုပ်လို့ရတယ်ပြီးလို့ရှိရင်သူကဒီမှာ8နဲ့အောက်ကမြင့်ကကြာတော့ကျွန်တော်တို့က2မျိုးရှိတယ် H မှာလည်းတစ်ခုရှိတယ်ဒီ 8Y မှာလည်းတစ်ခုရှိတယ်နောက်တစ်ခုက 8U မှာလည်းတစ်ခုရှိတယ်အဲ့တော့ကျွန်တော်တို့က 8U ပေါ့နော်အောက်ကမြင့်လေးထည့်လိုက်ရုံပါလေအဲ့တော့ဒီလိုမျိုးကိုယ့်ရဲ့ဒီတစ်ချောင်းငင်တို့ဘာလို့ပါလာတဲ့ခါဆိုရှင် 8U သုံးမယ်ပေါ့နော်အဲ့တော့မျိုးမဆိုပါလို့ငင်းဆိုလို့ရှိရင်လည်း 8N ပေါ့နော်ငါလုံးကြီးတင်မှတ်တန်ငင်းပေါ့စသည်အပြင်ရေးလို့ရတယ်အဲ့တော့ကြိုးစိုးပါဤလိုမျိုးဆိုရှင် N နဲ့ကပ်ရဲ့ 8N နဲ့ကပ်ရမှာဆိုရှင် N ရဲ့ကပ်ရမှာ B key ရှိတယ်ပေါ့နော် keyboard မှာ 8B ကြိုးစိုးပါဤဆိုပါကာကြီးပေါ့နော်လုံးကြီးတင်က D ပေါ့တစ်ချောင်းငင်ပေါ့နော်ချောင်းငင်ကကျတော့သူကရိုးရိုးတစ်ချောင်းငင် K သွားနေလို့ရှိရင်တစ်ချောင်းငင်အတူလေးဖြစ်သွားမှာပေါ့နော် 8K ပေါ့တစ်ချောင်းငင်အကြီးရေးလိုက်ရုံပါပဲအဲဆိုရှင်ကြိုးစိုးပါဤစသည်အဖြစ်ဒါလေးကိုထည့်ပြီးတော့မှသုံးလို့ရပါတယ်အဲ့တော့ဒါကဒီရရဲ့အပြတ်တွေပေါ့ဟုတ်ပြီအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီရရဲ့ဝါဆွဲလေးတွေရှိသေးတယ်မူရီလိုမျိုးပေါ့ရရဲ့ဝါဆွဲအဲ့တော့သူကကျတော့ key ရဲ့နောက်ကိုဆိုလိုက်ရင် comma နဲ့ full stop မှာရှိပါတယ် key ရဲ့နောက် key ကနေလက် clear ကိုဒီ output ကိုဆင်းလိုက်ရင် bottom key ကိုဆင်းလိုက်လို့ရှိရင်ဒီ bottom row key တစ်ခုဆင်းလိုက်ရင် comma မှာဆိုလို့ရှိရင်သူကရရဲ့ဝါဆွဲအကြီးရှိပါတယ် A ကနေဒီဘက်ကိုအောက်ကိုဆင်းလို့ရှိရင်သူကဒီဘာရှိတယ်လဲဆိုလို့ရှိရင်သူရဲ့ရရဲ့ဝါဆွဲအသေးပေါ့နော်ရရဲ့အသေးနဲ့ဝါဆွဲရှိတယ်အဲ့တော့ကျွန်တော်တို့ဒီဟာကိုတောင်းမယ်ဆိုလို့ရှိရင်8ကိုခံပြီးရေးရမှာပေါ့နော်သူဝေထူး8ဒီမှာဆိုလို့ရှိရင် full stop ဆိုလို့ရှိရင်သူရရဲ့ဝါဆွဲအသေးဖြစ်သွားမှာမွေးပေါ့နော်မွေးတန်လားစသည်အဖြစ်နောက်တစ်ခုကကျတော့ကျွေပန်းဦးဆိုတော့သူဝေထူး8ဒီမှာဒီ K ကိုအောက်ကို bottom row တစ်ခေတ်comma ကိုတော့လေ 8K လို့လိုက်လို့8 comma လို့လိုက်လို့ရှိရင်ရရဲ့ဝါဆွဲအကြီးဖြစ်သွားမယ်ကျွေပန်းဦးဆိုတော့ဒါနဲ့ပါစောက်တွေနားငယ်ဒီတွေကတော့ဒီပြည်တော်စုဖောင်တော့ပုံစံအတိုင်းပါပဲအဲ့တော့ဂျန်နဲ့နောက်တစ်ခုဘာတွေရှိသေးလဲဆိုလို့ရှိရင်8D ပေါ့နော်ဟာထိုးပါဆွဲသုံးတော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကျွန်တော်တို့ပြည်တော်စုဖောင်မှာဆိုလို့ရှိရင်တော့တခါတည်းဟာထိုးပြီးမှဝါဆွဲရေးလို့ရတယ်ဒါပေမဲ့ဝင်းဖောက်မှာတော့အဲ့လိုမဟုတ်တော့ဘူးသူတခါတည်းသူကဟာထိုးနဲ့ဝါဆွဲနဲ့တွဲရက်ပါလာတယ်ဒါဆိုလို့ရှိရင် 8D ကိုနှိပ်ရမယ်နောက်တစ်ခုကရပ်ပင်းဝါဆွဲဆိုလို့ရှိရင်သူက 8R ရပ်ပင်းဟာထိုးဆိုရှင် 8G တခါတည်းတွဲရက်ဒီပါလာတယ်ပေါ့နော်ဒါလေးတွေစမ်းပြီးတော့ရိုက်ကြည့်ပါမယ်မလွှတ်ဆိုပါတော့အဆိုရှင်ကျွန်တော်တို့ကဒီပုံမှန်ပြည်တော်စုဖောင်လိုမျိုးတွားရိုက်လို့မရဘူးရှစ်နဲ့ဒီနဲ့ရိုက်လဲမှာသူကဟာထူဝါဆက်တစ်ခါလေးကြာလာမှာပေါ့နော်လွှတ်ပေါ့နောက်တစ်ခုကဒီရပင်းဝါဆွဲပေါ့နော်ရပင်းဝါဆွဲဆိုလို့ရှိရင်ဥမာဘယ်လိုဟာမျိုးတွေကျွဲကောသီးလိုမျိုးပေါ့ဒါမျိုးတွေဆိုရှင်ကကြီး 8R ပေါ့နော်ဒါဆိုရှင်ရပင်းဝါဆွဲပေါ့ဒါမျိုးလေးတွေရေးလို့ရတယ်အဲ့ခုကရပင်းဟာထိုးဆိုရှင် 8U ပေါ့နော်ဒီလိုမျိုးရပင်းဟာထိုးအဲ့တော့ဘယ်လိုနေရာတွေမှာဆိုမြင်ဝါလိုမျိုးပေါ့ 8U အဲ့တော့ဝါကကြတော့ WO က0ကကြတော့သူကဒီ0ဝါလုံးကကြတော့ဒီမှာ0မှာရှိတယ်နော်ပြီးလို့ရှင် G ပေါ့မဆန်လုံးပေါ့ဒီလိုမျိုးပေါ့မြင်ဝါပေါ့နော်အဲ့တော့ဒါကဒီအခြေခံသိရမယ်ရှေ့မှာရှိရဲ့ရရက်တွေနဲ့ဒီဟာထိုးဝါဆွဲတွေပါတယ်ရပင်းဝါဆွဲရပင်းဟာထိုးတွေဒီအခြေခံသိပြီးတော့ရရမယ်ဟာပေါ့နော်အဲ့တော့သူကရေးချရှစ်ထိုးမှာဆိုရှင်ပုံမှန်ရေးချရှစ်ထိုးအသေးဆိုတော့တန်ရေးချရှစ်ထိုးရေးလိုက်လို့ရတယ်ဒါပေမဲ့ဒီလိုမျိုးရေးချရှစ်ထိုးအရှိပေါ့နော်ဒေါ်လိုမျိုးတွေတို့ပေါ်လိုမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ရှစ်နဲ့ဝက်ဆန်လုံးပေါင်းနဲ့သုံးပါပဲမှန်ပါမယ်အဲ့တော့သူ့ရဲ့အဲ့တော့ဘယ်လိုပုံစံလဲဆိုလို့ရှိရင်
တဝေထိုးပေါ့နော်ကျွန်တော်တို့ကဓာတ်တွေကကြတော့ဒီဝက်ဆန်လုံးပေါ့ရင်ညာဘက်နားလေးကကောဒီဒါပဲကိုယ်စင်ငယ်ကုတ်နေရာမှာရှိပါတယ်အဲ့တော့ညာဘက်မှာရက်လိုက်ပါမယ်တကယ်လို့ဓာတ်တွေကိုရိုက်မရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘေးကိုသွားရမယ်ဆိုရှင် edit ထဲသွားပြီးတော့ edit ထဲသွားပါမယ် edit ထဲသွားပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ reference ပေါ့နော် reference မှာဆိုလို့ရှိရင်ကျွန်တော်တို့ကသူရဲ့ type ဆိုလို့ရှိပါတယ် type type ပေါ့နော် type ထဲဝင်မယ်ပြီးလို့ရှိရင်သူရဲ့အပေါ်ဆုံးမှာရှိတဲ့ use smart code ဆိုတဲ့ဟာကိုကျွန်တော်တို့က magic ကိုဖြုတ်ထားပါမယ်ဒါကကျွန်တော်တို့ဖြုတ်ပြီးသားမို့လို့ဒီမှာမပေါ်တော့ပါဘူးအဲ့တော့ magic လေးကိုဖြုတ်လိုက်ဖို့လိုပါတယ် magic ကိုဖြုတ်လိုက်မှပဲဒီစောစောကပြောတဲ့ဓာတ်တွေတောက်ချိတ်တွေရိုက်လို့ရမှာပေါ့နော်မဟုတ်ရင်ရိုက်လို့မရပါဘူး Photoshop မှာအဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ဆက်လိုက်ပါမယ်ဓာတ်တွေပေါ့နော်ရေးချရှိတော့ကတော့ shift နဲ့စောစောပြောတဲ့ဒီ semi colon တို့ colon တို့ပေါ့နော် shift နဲ့ဒီမှာရေးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ dot ပေါ့နော်တွေထိုးဓာတ်တွေ shift ဒီမှာဆိုလို့ရှိရင်ပုံမှန်တော့ကျွန်တော်တို့ကဒီ semi colon နေရာမှာရှိပါတယ်နောက်တစ်ခုကျွန်တော်တို့ mode တို့ mute တို့ မဲတို့ပေါ့နော်ဒါကတော့ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့အောက်ကမြင်လေးပေါ့နော်အောက်ကမြင်သုံးတဲ့ဟာလေးတွေပါ y ရယ် u ရယ် h ရယ်ပေါ့နော် y ရယ် u ရယ် h ရယ်သုံးမျိုးရှိပါတယ်အဲ့တော့မာလုံးကြီးတဲ့တစ်ချောင်းငင်ပေါ့နော်အောက်ကမြင်ဆိုပါဆိုကျွန်တော်တို့က h ကိုတော့သုံးလိုက်တယ်အဆင်မပြေပါဘူးဒီတော့ shift y ပေါ့နော် y မှာသုံးရမယ်ဟုတ်ပြီ mute ဆိုပါဆို shift မာလုံးကြီးတင်ဒီမှာ shift k တစ်ချောင်းငင်အမှဆိုပါတော့ဒီမှာ h ကိုသုံးကြည့်မယ်မရပါဘူးအဲ့တော့ y ကိုလည်းသုံးကြည့်လို့အဆင်မပြေပါဘူးအဲ့တော့ကျွန်တော်တို့ shift u နဲ့သုံးရပါမယ်เนาะနောက်တစ်ခုကမဲတို့တဲ့တို့ကဲတို့လိုမျိုးပေါ့နော်နောက်ပြအောက်ကမြင်ဆိုတော့ကျွန်တော်တို့က shift h ကိုသုံးလိုက်ရင်အဆင်ပြေပါတယ်ဒီမှာ h ကိုသုံးလိုက်ရင်အဆင်ပြေပါတယ်ရှစ်ခံပြမလိုပါဘူးအဲ့တော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဟာထုတစ်ချောင်းဝင်ပေါ့နော်ဟာထုတစ်ချောင်းဝင်မှာဆိုလို့ရှိရင်ဘယ်လိုလေးတွေတုံးရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဆိုပါစို့လာဟာထိုးလုံးကြီးတစ်ချောင်းဝင်ငတ်တက်ဒါဆိုလို့ရှိရင်သူကစလုံးကကတ်နေတာမြင်ရပါမယ်အဲ့တော့လာဟာထိုးတစ်ချောင်းဝင်ရပြီးမှဆို shift နဲ့ i နဲ့ပေါ့နော် i နဲ့တွဲလိုက်လို့ရှိရင်လုံးကြီးတင်တက်ဒီလိုမျိုးရေးလို့ရပါတယ် shift i ဆိုလို့ရှိရင်ဟာထိုးတစ်ချောင်းဝင်တစ်ခါတည်းပါပြီးသားပါline စသည်အဖြစ်ဒီလိုမျိုးလေးတွေသုံးလို့ရပါတယ်အဲ့တော့ဒီမှာနောက်တစ်ခုဒီပါဠိပတ်စင်တွေသုံးတဲ့အခါမှာပေါ့နော်ပတ်စင်တွေသုံးတဲ့အခါမှာဒီပြည်တော်စုဖောက်မှာဆိုရင်တော့ကျွန်တော်တို့က shift app ခံပြီးတော့မှတန်းပြီးရေးလို့ရတယ်ဒီမှာတော့အလုံးမဟုတ်ပါဘူးကျွန်တော်တို့ကဒီပါဠိပတ်စင်ရေးတဲ့အခါမှာဒီလို Microsoft Word ဒီမှာရေးတဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့ကauto key တွေကိုသုံးရတယ် auto key မသုံးချင်ဘူးဆိုရင် character map တွေ symbol တွေစသည်အဖြစ်သုံးမှပဲကျွန်တော်တို့ကအဆင်ပြေတယ်ပေါ့နော်ထည့်လို့ရတယ်အဲ့တော့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီစာရွက်ကြီးချထားပြီးတော့မှကျွန်တော်တို့ရဲ့ auto key နံပါတ်တွေကိုရိုက်ထည့်လို့ရပါတယ်ဥပမာဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟောပေါ့ဒီမှာတက္ကသိုလ်ဆိုပါစို့တက္ကသိုလ်ဆိုလို့ရှိရင်တာဝန်မူကာကြီးအောက်မှာဆိုလို့ရှိရင် order 0250စသည်အဖြစ်ကျွန်တော်တို့ကရိုက်ထည့်ရမှာเนาะရိုက်ထည့်ပြီးတော့မှပဲရေးလို့ရတယ်ဒါပေမဲ့ Photoshop မှာတော့အဲ့ဒီလိုမျိုးအဆင့်တွေကိုကျွန်တော်တို့ကရိုက်ပေးစရာမလိုပါဘူးကျွန်တော်တို့ Photoshop မှာဆိုလို့ရှိရင်ဒီပါဠိပတ်စင်တွေရေးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာတက္ကသိုလ်ဆိုလို့ရှိရင်တာဝန်မူကာကြီးပေါ့နော်ကာကြီးရေးပြီးရင်ကျွန်တော်တို့ဗီဒီယိုမှာသွားရှာလို့ရတယ်ဆိုရင်ဒီမှာ window အောက်ကနေပြီးတော့မှဒီ GLYPHS ပေါ့နော် glyph ဆိုတာရှိပါတယ်သူတို့ရဲ့ဒီ grid စကလုံးလေးပေါ့နော် character စကလုံးလေးတွေကိုဒီ glyph ဆိုပြီးတော့ပြောရပေါ့နော်အဲ့တော့ဒီစကလုံးလေးတွေကိုကျွန်တော်တို့ကရှာလို့ရတယ်ဟုတ်ပြီဒီမှာလည်းကျွန်တော်တို့ရွေးထားတဲ့ဖောင်းရှိတယ်ကျွန်တော်တို့အခုထည့်မှာကကာကြီးအောက်ကအသေးလေးထည့်မှာပေါ့နော်အဲ့တော့စလုံးလေးတွေပြန်ကြည့်လိုက်မယ်ဆိုရင်ဒီအခုပေါ်မှာမြင်ရတဲ့အကြီးတွေကစလုံးအကြီးတွေအဲ့တော့အောက်ကသေးလေးတွေကဘာလို့ဆိုရှင်ပတ်စင်စကလုံးလေးတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဆင့်ကျင်တဲ့စကလုံးလိုက်ရှာမယ်ဒီမှာစာလုံးပြီးတော့ဒီမှာကာကြီးတွေ့ပြီအဲ့ဒီမှာကာကြီးတွေ့တာနဲ့ကျွန်တော်တို့ကဒါပဲကလစ်နဲ့ချင်းနှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ဒီ Photoshop စာမျက်နှာပေါ်မှာတန်းပြီးတော့မှပတ်စင်မှာ auto ပေါ်လာမှာဖြစ်ပါတယ်
အဲ့တော့ဒီလိုမျိုးလေးသုံးလို့ရှင်လည်းပဲရပါတယ်အဲ့ဆိုဒီမှာတက်ကတ်တို့ဆိုတန်းပြီးတော့မှရေးလိုက်ရမှာပဲပုတ်ပါဆိုပါစို့ပါတစ်ချောင်းငင်မှာပါစောက်နောက်တစ်ခုကဒီမှာပါစောက်ပတ်စင်မယ်ဆိုလို့ရှိရင်ပါစောက်လေးလိုက်ရှာလိုက်ပါဒီမှာတွေ့ပြီဆိုလို့ရှိရင်တစ်ချက်ကလေးလိုက်ရမှာပဲရေးချဝတ်စာနှလုံးပေါက်ဒါမျိုးလေးတွေရေးလို့ရမှာနော်ကျန်တဲ့ပတ်စင်လေးဒီမှာဆိုရင်အများကြီးရှိပါတယ်ဒီမှာဆိုလို့ရှိရင်ကဘာလုံးဆိုပါကဘာလုံးဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကာကြီးပေါ့နော်မပေါ့အောက်ကဘာကုန်းစင်မှာဖြစ်တဲ့အတွက်ဒီဘက်မှာလိုက်ရှာလိုက်ရင်ဘာကုန်းအသေးလေးရှိတယ်မယ်အဲ့တော့အပေါ်မှာဘာကုန်းကြီးရှိဒီဘာလည်းတွားရွေးလို့မရပါဘူးအဲ့တော့ဘာကုန်းအသေးလေးရှိတဲ့နေရာလိုက်ရှာပြီးတော့မှဒါပဲကလစ်နှိပ်လိုက်တာနဲ့ဒီမှာဘာကုန်းတန်းပြီးတော့ကြာလာမှာပေါ့နော်အဲ့တော့ဘာကုန်းက2မျိုးရှိတယ်ရှိကျွန်တော်စောစောကရွေးလိုက်တဲ့ဒီနောက်ကဘာကုန်းကကြတော့တခြားပတ်စင်မှာတုံးတဲ့စကလုံးပေါ့နော်ဒီဘက်ကဒီဘာကုန်းဒီဟာကိုရွေးလိုက်တော့ကွက်တီပါပဲကျွန်တော်တို့မှာကဘာလုံးဆိုတော့အဲ့လိုမျိုးလေးရေးလိုက်ရမှာပဲအဲ့တော့ဂျန်နဲ့ပတ်စင်စကလုံးတွေကိုအများကြီးရှိရင်လည်းကျွန်တော်တို့ကဒီပုံစံလေးတွေနဲ့ Photoshop မှာဆိုလို့ရှိရင်စလုံးလက်စံလေးတွေကိုရိုက်လို့ရပါတယ်အဲ့တော့ဂျန်နဲ့ဒီ e တို့ night တို့နော်ရွေတို့ဒီဖဝင်းဘဲတို့လာကြီးတို့ဒါတွေကတော့အကုန်လုံးကတော့ကျွန်တော်တို့ရဲ့ဒီ keyboard ပေါ်မှာတခါတည်းရှိပြီးသားတော့မဟုတ်ပါဘူးမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ order နဲ့ရိုက်ထည့်ရင်ထည့်မထည့်ဘူးဆိုရင်စောစောကဒီမှာဆိုလို့ရှိရင် e တို့ရွေတို့ကဒီမှာရှိပါတယ်ဒီမှာဆိုပါတော့ e ခရီးနီးသလားဆိုလို့ရှိရင်ဒီပုံစံလေးတွေရိုက်လို့ရတယ်ရွေဆိုလို့ရှိရင်လည်းဒီမှာရှိတယ်နောက်ဒီမှာ night ဆိုလို့ရှိရင်ဒီမှာရှိတယ်ကျွန်တော်တို့တန်းပြီးရိုက်လိုက်ရမှာပဲမသိရင်ဒီမှာစလုံးလေးတွေအကုန်လုံးသွားရှာပြီးတော့ထည့်လိုက်ရမှာပဲဒီပုံစံနည်းနဲ့ကျွန်တော်တို့ကဒီ window ကနေမှာ glyphs ကိုခေါ်ပြီးတော့မှပတ်စင်တွေကိုရိုက်လို့ရပါတယ်အဲ့တော့မြစ်တောင်ဖွင့်ပိတ်ကတော့သူကဒီမှာဆိုလို့ရှိရင်သူရဲ့ဒီဝင်းဖောက် keyboard မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ win bait နဲ့ကျွန်တော်တို့က shift win bait 2မျိုးပေါ့နော်ဒါသုံးပြီးတော့ရိုက်လို့ရတယ်ဘယ်လိုပုံစံလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ win bait လေးတစ်ချက်နေလိုက်တယ်မြစ်တောင်ဖွင့်ပိတ်ဆိုပြီးရေးလိုက်မယ်အဲ့တော့ shift လေးခံပြီးတော့အဲ win bait ကိုပဲတစ်ချက်ပြန်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကမြစ်တောင်ဖွင့်ပိတ်ပြီးသားဖြစ်သွားမှာပေါ့နော်ဝင်းဖောင်လေးတွေကိုခုလိုမျိုးရိုက်ထားပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလိုချင်တဲ့ပုံစံလေးတွေကိုကျွန်တော်တို့ပြောင်းပေးလို့ရပါတယ်ကျွန်တော်တို့ပြောင်းရင်းတဲ့ layer လေးအတက်လေးပေးပါပြီးတော့မှကျွန်တော်တို့ဝင်းဖောင်အုပ်စုတွေကနေမှကိုကြိုက်နေတဲ့ဒီပုံစံလေးတွေပေါ့နော်တစ်မျိုးပြီးတစ်မျိုးရှာပြီးတော့ပြောင်းလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်လည်းဒီ mouse မှာရှိတဲ့ scroll wheel တွေလှည့်ပြီးတော့မှကိုကြိုက်နေတဲ့ပုံလေးတွေကိုပြောင်းလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့လက်ရေးပုံစံလေးတွေတို့ကျွန်တော်တို့ဒီလိုလေးတောင်းပုံစံစသည်အဖြစ်ပေါ့နော်ဒီဇိုင်းမျိုးစုံကျွန်တော်တို့ကြိုက်ရပြောင်းလို့ရပါတယ်တခြားဝင်းဖောက်မှမဟုတ်ပါဘူးတခြားဝင်းဖောက်နဲ့အလားတူတရံတူတဲ့အုပ်စုတွေဥပမာရမင်းဖောက်အုပ်စုတွေတဲ့ဆိုလို့ရှိရင်လည်းဒီလိုစလုံးလှလေးတွေအများကြီးရှိပါတယ်အခုမြင်ရတဲ့အတိုင်းပါပဲစလုံးဖောက်ဒီလိုလှလေးတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကစိတ်ရှိရှိနဲ့ဒီဝင်းဖောက်ကိုကျွန်တော်တို့ဒီစာရွက်လေးကြည့်ပြီးတော့မှကျွန်တော်တို့ရိုက်ချင်တဲ့စလုံးလေးတွေကိုရှာပြီးတော့ဒီလေ့ကျင့်မှုမြတ်လေ့ကျင့်မှုလိုပါတယ်ဒါမှပဲကျွန်တော်တို့ဒီလိုလေးတွေကိုကြိုက်တဲ့စလုံးလေးကိုလုပ်လို့ရမှာပါကျွန်တော်တို့ဒီဒီဇိုင်းတွေထိုင်တဲ့အခါကျတော့အခုလိုမျိုးစလုံးအလှလေးတွေကကျွန်တော်တို့ရဲ့ဒီဇိုင်းတွေကိုပို့ပြီးတော့မှတဲ့ဝင်လှုပ်ရှားစေပါတယ်ဒီဖတ်ရှုတဲ့သူတွေမြင်တဲ့သူတွေ audience တွေကိုလည်းပို့ပြီးတော့မှကျွန်တော်တို့ကဆွဲဆောင်မှုရှိအောင်ကျွန်တော်စလုံးလေးတွေကနေမှကျွန်တော်တို့ရဲ့ဒီဇိုင်းတွေကိုကျွန်တော်တို့ပို့ပြီးတော့မှဒီစကားပြောပေးနိုင်ပါတယ်ပို့ပြီးတော့မှလည်းဒီ customer တွေ client တွေပို့ပြီးတော့မှကျန်တဲ့ဟာတွေကိုဆွဲဆောင်မှုရှိအောင်ကျွန်တော်တို့ကဖန်တီးပေးနိုင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဝင်းဖောင်တွေကိုသုံးပြီးတော့မှဒီ Photoshop မှာဒီလူစာတွေစလုံးစင်တွေရိုက်တဲ့အခါဖြစ်ဖြစ်တခြားယာရက်တွေရပင်းတွေဟာထိုးတွေစသည်အဖြစ်ရိုက်တာတွေကိုကျွန်တော်တို့ကဒီစင်ပြေနဲ့ရိုက်လို့ရအောင်ကျွန်တော်တို့ဒီလိုမျိုးမျှဝေပေးခဲ့တာဖြစ်ပါတယ်ပုံမှန်တော့ပထမဦးဆုံးမြန်မာစာမြိုက်တက်သေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပြည်တော်စုဖောင်ရင်ဦးဆုံးရိုက်ရပါမယ်
ပြည်တော်စုဖောင်းကျွင်းကျင်ပြီဆိုမှပဲကျွန်တော်တို့ကဒီဝင်းဖောင်းကိုဆော့ဆော့ရလိုမျိုးလေးတွေစလုံးလေးတွေဒီလုံးချင်းစီလေ့ကျင့်လို့ရပါတယ်ပြည်တော်စုဖောင်းလေ့ကျင့်မယ်ဆိုတော့ဒီဝီဇိုတိုက်ပင်ကျူတာနဲ့မြန်တိုက်တော်ခွင့်ကနေသွားပြီးတော့လေ့ကျင့်လို့ရပါတယ်အဲ့တော့ဝင်းဖောင်းလေ့ကျင့်မယ်ဆိုတော့ခုလိုပဲဝင်းဖောင်းစာရေးလေးတစ်ခုကိုဒေါင်းပြီးတော့ကိုယ်စိတ်ကြိုက်ဒီစလုံးလေးတွေရေးကျင်တဲ့စလုံးလေးတွေဖြစ်ဖြစ်ဒါမှမဟုတ်လည်းကိုယ်ဒီဇိုင်းထဲမှာသုံးကျင်တဲ့စလုံးလေးတွေဖြစ်ဖြစ်ကျွန်တော်တို့ကဒီလိုလေ့ကျင့်လို့ရပါတယ်ဒီစာရွက်လေးရှိတယ်ဆိုလို့ရှိရင်လည်းပဲမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘေးကနေသွားတောင်းလို့ရလဲဆိုရှင်ကျွန်တော်တို့ဒီမှာဝင်းဖောင် keyboard ဆိုပြီးတော့ internet ကနေ Google ကနေရှာကြည့်လိုက်ပါကျွန်တော်တို့အများကြီးရှိပါတယ်ဒီမှာဆိုကိုကြိုက်နှစ်တဲ့ဟာကိုကျွန်တော်တို့ down ပြီးတော့မှပုံကို down ပြီးတော့ကျွန်တော်တို့ကြည့်ပြီးတော့မှလည်းပဲလေ့ကျင့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်